ရတယ်အာဏာရှင်မကောင်းဘူးကျတို့လည်းသိတယ်လူတိုင်းသိဒီမိုကရေစီဘာကောင်းဒီမိုကရေစီကောင်းတာကိုထုတ်ပြနိုင်မြန်မာနိုင်ငံမှာ2010ကနေ2015ဒီဒီမိုကရေစီတစ်ခါဖြစ်ပြီးသွားတယ်2015ကနေ2020ဒီဒီမိုကရေစီတစ်ခါဖြစ်ပြီးသွားတယ်2020ဒီဘက်ကနေ2025ဒီတခါအာဏာရှင်ပြန်ကြော့လာအခုရေကောက်ပွဲတွေဘာတွေကျစ်ပပြီးတခါထပ်ပြီးဒီမိုကရေစီကိုဆက်သွားအောင်ပါဘယ်နဲ့တော့လောလောလတ်လတ်ကိုပဲလွန်ခဲ့တဲ့10နှစ်15နှစ်မှာဒီမိုကရေစီမြန်မာပြည်မှာမဖြစ်ခဲ့ဘူးလားဒီမိုကရေစီစနစ်မပေါ်ပေါက်ခဲ့ဘူးလားဒီမိုကရေစီအစိုးရတွေမဖွဲ့စည်းနိုင်ခဲ့ဘူးလားဒီမိုကရေစီအုပ်ချုပ်ရေးတွေကမပေါ်ခဲ့ဘူးလားဒီမိုကရေစီအရသာပြည်သူတွေမသိကြဘူးလားပြည်သူတွေမခံစားကြဘူးလားစဉ်းစားဗျာ2010နဲ့2015ကဥသိမ်းစိန်ဒီမိုကရေစီခင်ဗျားတို့ရှင်းကြည့်လိုက်2015နဲ့2020ကဒေါ်စုဒီမိုကရေစီရှင်းကြည့်လိုက်ဘယ်ဒီမိုကရေစီဟာဒီမိုကရေစီပြည်သားတယ်လဲဘယ်ဒီမိုကရေစီဟာပြည်သူတို့အကျိုးရှိတယ်လဲဘယ်ဒီမိုကရေစီဟာတကယ်လက်တွေ့ကျတယ်လဲဘယ်ဒီမိုကရေစီဟာတိုင်းပြည်တည်ငြိမ်အေးချမ်းတယ်လဲဘယ်ဒီမိုကရေစီဟာပြည်သူလူထုနေရထိုင်ရရောင်းရဝယ်ရတာဘယ်တော့ကောင်းလဲဘယ်နဲ့တော့ခွဲခြားကြည့်မမြင်ဘူးလားမြင်ခွဲခြားကြည့်မသိဘူးလားသိဘယ်နဲ့တော့ဦးသိန်းစိန်လက်ထက်တော့က300ဆိုရင်ကား3စီးရတယ်ဒီကနေ့300ကား1စီးရနိုင်မလားထော်လာကြည့်တော့ရောက်အောင်ထော်လာကြည့်တော့မရဘူး